တဆေးတရေဆိုတာတကယ်ရှိသလားဒါကလေညာဘက်မိဘမိမပြော online မှာညင်းကြကုန်ကြနဲ့ခစ်အဆက်လူတွေကိုဖန်ဆားထားတဲ့မေးခွန်းတစ်ခုပေါ့ဒီနေ့တော့အဲ့ဒီမေးခွန်းရဲ့အဖြေကိုရှာဖို့ကျွန်တော်တို့လေ့လာထားတဲ့အချက်လက်တွေထဲကိုစဉ်းကြည့်ကြမယ်ရှင်ဒီတစ်ခေါက်မှာတော့အမြင်တစ်ခုကိုရှင်းပြီးလေ့လာသွားမှာပါတစ်ဖက်မှာတစ်ပံပညာရဲ့အေးဆက်ဆက်အချက်လက်တွေနောက်တစ်ဖက်မှာတော့ခရစ်ယာန်နဲ့အစ္စလာမ်ဘာသာရေးအစွန်းအမတွေရဲ့ net shine တဲ့ဝိညာဉ်ရေးကရှုမြင်ပုံတွေပေါ့ဟုတ်ပါတယ်ခင်ဗျာအဓိကကတော့တေးပြီးပဲလူရဲ့ဝိညာဉ်တွေကဒီလောကမှာတကယ်ပဲလွှဲလည်နေသလားအဲ့ဒီအယူဆကိုဒီနေပဲတွေကဘလို့ချင်းကပ်တယ်လဲဆိုတာကိုနည်းလေ့လာကြည့်ချင်တာပါဟုတ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကဒီနေပဲတစ်ခုချင်းစီမှာသူနေသူဟာနဲ့တိကျတဲ့အဖြေတွေအယူဆတွေရှိနေတာပဲဗျာတစ်ပံနီကြောင့်တက်တဲ့ပြချက်တွေကနေဘာသာရေးအဆုံးအမတွေအထိကွဲပြားတဲ့ရှင်းလင်းချက်တွေကိုတွေ့ရမှာပါကောင်းပါပြီရှင်ဒါဆိုရင်ဒီအကြောင်းအရာကိုတစ်ခုချင်းစီစပြီးစမ်းစစ်ကြည့်ကြရအောင်ပထမဆုံးသိပ္ပံပညာရဲ့အမြင်နဲ့စလိုက်ကြတာပေါ့သိပ္ပံပညာကသစ္စေတရေတွေနဲ့ပတ်သက်ပြီးဘာပြောထားပါသလဲရှင်သိပ္ပံရဲ့ယက်တီချက်ကတော့ရှင်းပြီးတည်ကြပါတယ်ခင်ဗျာအဓိကအချက်ကတော့ခေတ်သစ်သိပ္ပံပညာမှာလေတေပြီးသားလူတွေရဲ့ဝိညာဉ်တွေကဒီပြက်လောကကိုပြန်လာဆက်သွယ်တယ်ဆိုတဲ့သစေတွေအဲ့ဒါတွေတကယ်ရှိတယ်ဆိုတာကိုယုံကြည်စိတ်ချရတဲ့အထက်ထက်ဆန်းတက်တည်ပြနိုင်တဲ့အထောက်ထားလုံးဝမရှိသေးဘူးဗျာဒီနေရာမှာအထက်ထက်ဆန်းတက်တည်ပြနိုင်တဲ့ဆိုတာကအထူးကကြတဲ့စကားလုံးပဲဖြစ်မဲ့အထင်နဲ့ရှင်လူတွေကတော့သူတို့ရဲ့ကိုယ်တည်အဖြစ်ပြတ်တွေကိုပြောကြတာပဲလေအဲ့ဒါရန်ကောင်းတဲ့အချက်ပါခင်ဗျာသိပ္ပံပညာမှာထိန်းချုပ်ထားတဲ့သိပ္ပံစံတတ်မှုတွေကရတဲ့ရလဒ်ကိုပဲအတီးယူလို့ရပါတယ်ဆိုလိုတာကတော့လူတယောက်ရဲ့ကိုယ်တွေ့ခံစားချက်ဒါမှမဟုတ် TV show တွေထက်ကတဆေးလိုက်ရှာတဲ့အဖွဲ့တွေရဲ့တီမီသွားတဲ့ကိရိယာလေးတွေကရတဲ့အချက်လက်မျိုးဟာသိပ္ပံနီးကြသတ်တည်မဟုတ်ပါဘူးဟုတ်ကဲ့အိပ်ပံနီးကြဖြစ်ဖို့ဆိုရင်တူညီတဲ့အခြေအနေအောက်မှာဘသူကပဲအခြေမှာစမ်းတက်အမြဲတမ်းတူညီတဲ့ရလဒ်ထွက်နေရမှာပါတဆေးတွေနဲ့ပတ်သက်လို့ဒီလိုလောက်ပြနိုင်ခြင်းမရှိသေးဘူးပါဒါဆိုသိပ္ပံပညာရှင်တွေကလူတွေရဲ့အတွေ့အကြုံတွေကိုလုံးဝပယ်ချလိုက်တာလားခင်ဗျားတို့အားလုံးစိတ်ထင်နေတာဆိုပြီးပြောလိုက်တာမျိုးလားအဲ့ဒီလိုလည်းမဟုတ်ပြန်ဘူးဗျာပယ်ချတာထက်ရှင်းပြဖို့ကြိုးစားတာပါလူတွေကြုံတွေ့ရတယ်ဆိုတော့ထူးဆန်းတဲ့ခံစားချက်တွေအတန်တွေပုံရိပ်တွေအတွက်ဖြစ်နိုင်ကြီးရှိတဲ့ရှင်းပြချက်တွေအများကြီးရှိပါတယ်ဥပမာဘယ်လိုမျိုးတွေလဲရှင်ဥပမာတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေပေါ့အဲ့ဒီတော့ခန္ဓာကိုယ်မလုံနိုင်တဲ့အခြေ sleep paralysis လို့ခေါ်တာမျိုးပေါ့အိမ်မွေချလာလို့မျိုးလားဟုတ်ပြီအဲ့ဒီချိန်မှာလူတွေကသူတို့အခန်းထဲမှာလူတယောက်ရှိနေသလိုသူတို့ကို feed ထောက်တယ်လို့မျိုးထင်အောင်ထင်မှားတွေဖွင့်တတ်ကြတယ်နောက်တစ်ခုက auditory pareidolia ဆိုတာအဲ့ဒါကတော့အဲ့ဒါကမဆိုင်တဲ့စူညံတန်တွေဥပမာပန်ကားလေတန်လေတိုးတန်လိုမျိုးကနေလူစကားတန်လိုနာမည်ခေါ်တန်လိုကြားယောင်တာမျိုးပေါ့အော်ဟုတ်ကဲ့ဒါရပြင်ပမုံရင်ဆိုင်ရာအကြောင်းအချက်တွေလည်းရှိသေးတယ်ဗျာဒါဆိုရင်လူရဲ့အတွေ့အကြုံတွေကိုရှင်းပြနိုင်တဲ့တခြားရုပ်ပိုင်းဆိုင်ရာရှင်းလင်းချက်တွေလည်းရှိနေသေးတယ်လို့ဆိုလိုတာပေါ့နော်လုံးဝမှန်ပါတယ်ခင်ဗျဒီနေရာမှာသစ်ပံရဲ့သက်သေပြမဲ့တာဝန်ဆိုတဲ့ burden of proof အယူအဆကအရေးကြီးလာပါတယ်ဆိုလိုတာကသစ်ပံကတိတ်ဆိတ်မရှိကြောင်းသက်သေပြနေမှာမဟုတ်ဘူးဗျတိတ်ဆိတ်ရှိကြောင်းကိုယုံကြည်တဲ့သူတွေဘက်ကတသမတိတိုင်းတာလို့ရတဲ့အချက်လက်တွေနဲ့ပြနိုင်မှာသာသစ်ပံကလက်ခံမှာအဲ့ဒီလိုအချက်လက်မရှိတဲ့အတွက်သစ်ပံရဲ့မူလယူဆချက်ကတော့တိတ်ဆိတ်ဆိုတာရုပ်လောကမှာမရှိဘူးဆိုတာပဲပေါ့အတိအကျပါပဲကောင်းပြီရှင်ဒါဆိုသစ်ပံရဲ့အမြင်ကိုအချင်းချုံရရင်တော့လက်တွေ့သက်သေမရှိဘူးလူတွေရဲ့အတွေ့အကြုံတွေကိုရှင်းပြနိုင်တဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာရှင်းလင်းချက်တွေအများကြီးရှိတယ်ဒါပဲနော်ဟုတ်ကဲ့အဲ့ဒါပါပဲဒီနေရာမှာတော့အကြောင်းအရာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပြီရှင်သစ်ပံရဲ့ရုပ်ပိုင်းဆိုင်ရာကဘာကနေဘာသာရေးတွေရဲ့ဝိညာဉ်ရေးရာကဘာဘက်ကိုကူးပြောင်းကြည့်ကြရအောင်ဟုတ်ကဲ့ဒီဘက်မှာတော့ရှင်းပြချက်တွေကတော်တော်လေးကွာသွားပြီဗျဟုတ်တယ်နော်ခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာမှာသစ္စာနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့အဆုံးအမလို့ရှိနေတာကအတော်လေးအားသင့်စရာကောင်းပါတယ်မှန်ပါတယ်ခင်ဗျဒါပေမဲ့ဒီအဆုံးအမတွေဟာသိပ္ပံနိကျသတ်တည်ပြချက်တွေတော့မဟုတ်ဘူးပေါ့လေဟုတ်ကဲ့သက်ဆိုင်ရာကျမ်းဂန်တွေနဲ့ဘာသာရေးအဆုံးအမတွေပေါ်အခြေခံထားတဲ့ဘာသာရေးဆိုင်ရာရှင်းလင်းချက်တွေဖြစ်တယ်ဆိုတာကိုလို့သတိပြုဖို့လိုပါတယ်ခင်ဗျဒါဆိုခရစ်ယာန်ဘာသာကနေစလိုက်ကြရအောင်ခရစ်ယာန်ဘာသာမှာသစ္စာနဲ့ပတ်သက်ပြီးတိကျတဲ့အယူဆတစ်ခုတည်းမရှိဘူးလို့ကြားဘူးတယ်ရှင်ဒါပေမဲ့အထက်ကယူဆကဘယ်လိုရှိမလဲဟုတ်ပါတယ်အစင်းလာတမချန်းစာအခြေပြုဘာသာရေးအဆုံးအမတွေရဆိုရင်တေပိသားလူတွေရဲ့ဝိညာဉ်ကသစ္စာအနေနဲ့လဲလှယ်နေတဲ့ဆိုတဲ့အယူဆကိုရေပြွေအဖြစ်လက်မခံပါဘူးအော်လက်မခံဘူးလားဟုတ်ကဲ့
အဓိကကိုကားကြတဲ့စံချက်တစ်ခုကဟေဘရဲဩဝါဒစာအခန်းကြီးကိုအငယ်29မှာပါတယ်လူဒီတခါတည်းတည်၍ထိုနောက်မှာတိရစီရင်ခြင်းကိုခံရမည်ဆိုတဲ့အချက်ပါပဲ အတိပယ်ကတေးပြီးရင်တမ်းပြီးတိရစီရင်ခံရမယ် ဟုတ်ပါတယ်ဒီတော့ကဘာပေါ်မှာဟိုရှောက်သွားလိုက်ဒီရှောက်လန်လိုက်လုံနေဖို့အချိန်မရှိဘူးဆိုတဲ့သဘောပါဒါကလူသေးဝိညာဉ်တွေလှဲ့လှဲ့နေနိုင်တယ်ဆိုတဲ့တစ်စေအယူအဆနဲ့တိုက်ရိုက်ဆန့်ကျင်နေတာပေါ့ ဒါဆိုရင်လေလူတွေကတစ်စေလို့ထင်မြင်နေတဲ့အရာတွေကတော့ဘာတွေထင်မလဲခရိယန်အဆုံးမှာအဲ့ဒါကိုဘယ်လိုရှင်းပြထားလဲချင်း ဒီနေရာမှာခရိယန်ဘာသာရဲ့ရှင်းပြချက်ကအယံတိကျပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်အဲ့ဒါကတော့ဒီလိုထူးဆန်းတဲ့ဖြစ်ရတဲ့ဟာလူသေးဝိညာဉ်တွေကြောင့်မဟုတ်ပဲလူတွေကိုလက်စားဖို့ကြိုးစားနေတဲ့နတ်ဆို demons တွေကတေသူရဲ့ဝိညာဉ်ပုံစံဟန်ဆောင်တာဖြစ်တယ်လို့ရှင်းပြထားတာပါပဲ ဝေါဆိုတော့ကိုအဘွားကြီးကိုတွေးလိုက်တယ်ထင်ပေမဲ့တကယ်တမ်းမှအဘွားပုံစံဖန်ဆင်းထားတဲ့နတ်ဆိုးတစ်ကောင်ထင်နေနိုင်လေအဲ့ဒီလိုလားရှင် ခရစ်ယာန်ဘာသာရဲ့ရှုထောင့်အရာဆိုရင်အဲ့ဒီလိုဖြစ်နိုင်ခြေရှိတယ်လို့ဆိုပါတယ်ခင်ဗျာ ဒါဆိုရင်အတိကခရစ်ယာန်ဂိုင်းခွဲအများစုရဲ့ယုံကြည်ချက်အရလူတစ်ယောက်တည်သွားရင်သူတို့ရဲ့ဝိညာဉ်ဟာကောင်းကင်ဘုံဒါမှမဟုတ်ငရဲကိုသွားရမှာဖြစ်ပြီးတက်ရှိတွေကိုချုပ်လန့်ဖို့အတွက်ပြန်လာလိမ့်မရှိဘူးပေါ့ ဟုတ်ပါတယ်ဒီထဲမှာအယူအဆခွဲလေးနေလည်းရှိပါသေးတယ်ဥပမာဝိညာဉ်အိပ်ဆက်ချင်းလို့ခေါ်တဲ့အယူအဆပေါ့ အဲ့ဒါကတော့ တေလွန်သူတွေဟာရှင်ပြန်ထမြောက်မဲ့နေ့အထိအတိစိတ်မရှိပဲအိပ်ဆက်နေကြတယ်လို့ယူဆတာမျိုးပါနောက်တစ်ခုကဂျာကာလာအခြေအနေဝိညာဉ်တွေဟာကောင်းကင်ဘုံမှာရှိနေပေမဲ့တစ်ဆယ်အနေနဲ့လဲလှယ်နေတာမျိုးမဟုတ်ဘူးလို့ဆိုပါတယ် ဒါကြောင့်ခရစ်ယာန်ဘာသာရဲ့အဓိကအဆုံးအမတွေကလူတွေဝိညာဉ်နေတာတစ်စေအနေနဲ့လှည့်လည်နေတယ်ဆိုတာကိုလက်မခံဘူးလူရီကြုံတွေ့ရတဲ့ထူးဆန်းမှုတွေကိုနှဆိုးကောင်းငင်တမန်ဒါမှမဟုတ်တခြားဝိညာဉ်ရေးရာဖြစ်စဉ်တွေအဖြစ်အဓိပ္ပာယ်ဖွင့်ဆိုလေးရှိတယ်လို့အနစ်ချုံနိုင်တာပေါ့နော် အတိအကျပါပဲခင်ဗျ အခုအစ္စလမ်ဘာသာရဲ့အမြင်ကိုစကြည့်ရအောင်ရှင်ဒီမှာလဲခရစ်ယာန်ဘာသာနဲ့တူတဲ့အချက်တွေရောကွဲပြားတဲ့အချက်တွေပါတွေ့ရမယ်ထင်တယ် ဟုတ်ကဲ့အော်စရာကောင်းလောက်အောင်စင်တူတဲ့ပုံစံတစ်ခုကိုတွေ့ရမှာပါအစ္စလမ်ရဲ့အခြေခံအဆုံးအမရလဲလူဝိညာဉ်တွေဟာတည်ဆုံးပြီးနောက်ဒီလောကကိုတစ်စေတရေအဖြစ်လှဲ့လှယ်ဖို့ပြန်မလာပါဘူး သူတို့ကတော့ဘယ်ရောက်သွားကြလဲရှင် သူတို့ဟာတရားစီရင်မနေ့အထိမျက်မြင်မရနိုင်တဲ့ကဘာတစ်ခုမှရှိနေကြပါတယ်ခင်ဗျဒီ EUASA ကိုပိုခိုင်မာစတဲ့တိကျတဲ့စကားလုံးတစ်ခုကုရ်အာန်ကျမ်းတော်မြတ်မှာရှိပါတယ်အဲ့ဒါကတော့ Berzak လို့ခေါ်တဲ့အကားအစီတစ်ခုပေါ့ ဘာဇက်အဲ့ဒါကဘာလို့ဆိုလိုရလဲ Bazak ဆိုတာအာရဗီစကားလုံးဖြစ်ပြီးအတားအစီဒါမှမဟုတ်ကန့်လန့်ကာလို့အဓိပ္ပာယ်ရပါတယ်ဒါဟာတက်ချီလောကနဲ့တေလွန်ဒရိုရဲ့လောကကြားကအတားအစီတစ်ခုပါ ဟာဆိုတော့အဲ့ဒီအတားအဆီးကြောင့်ဝိညာဉ်တွေကဒီဘက်လောကကိုရုပ်ပိုင်းဆိုင်ရာအရာပြန်ကူးလာလို့မရဘူးပေါ့ ဟုတ်ပါတယ်ခင်ဗျကိုလိုသွားလာလို့မရဘူးလို့ဆိုလိုပါတယ် ဒါပေမဲ့လေအစ္စလမ်ဘာသာမှာဂျင်လို့ခေါ်တဲ့တတ္တဝါတွေရဲ့အကြောင်းကိုတော့ဖော်ပြထားတယ်နော်ဒါကတော်တော်များများအသစ်ထင်နိုင်တဲ့အချက်ပဲဂျင်ဆိုတာဘာလဲရှင် ဟုတ်ကဲ့ဂျင်းဆိုတာကမီးခိုးမပါတဲ့မီးတော့ကနေဖန်ဆင်းထားပြီးလူတွေနဲ့အပြိုင်တည်ရှိနေတဲ့မျက်မြင်မရတဲ့လောကမှာနေထိုင်တဲ့တတ္တဝါတွေပါခင်ဗျာအရေးကြီးတာကသူတို့ဟာလူသားဝိညာဉ်တွေလုံးဝမဟုတ်ပါဘူး အော်သူတို့ကတီးတန့်တတ္တဝါအမျိုးအစားတစ်ခုပေါ့ ဟုတ်ပါတယ်သူတို့မှာကိုယ်ပိုင်အတိညာလွတ်လပ်စွာရွေးချယ်ခွင့်ရှိပြီးကောင်းတဲ့ခြင်းဆိုတဲ့ခြင်းဆိုပြီးရှိတာတယ် ဒါဆိုရင်လူတွေကသူတို့ကိုတက်စေလို့အထင်မှားတတ်ကြတယ်ဆိုတာအဲ့ဒီအချက်ကြောင့်လား အတိအကျပါပဲဘာသာရေးပညာရှင်တချို့ကလူတွေတစ်စေလို့ထင်နေလေအတွေ့အကြုံတွေဟာဂျင်တွေရဲ့လှုပ်ဆောင်ချက်ဒါမှမဟုတ်လူရဲ့စိတ်ကူးပုံပေါ်မှုလွဲမှားခြင်းတာဖြစ်တယ်လို့ရှင်းပြပါတယ်ခင်ဗျ ဒါကခရိယန်ဘာသာမှာနတ်ဆိုးတွေအဖြစ်ရှင်းပြတာနဲ့တော်တော်လေးကိုသွားပြီးစင်တူးနေလာပဲနော် ဟုတ်ကဲ့အဲ့ဒီအချက်ကပဲဒီဆွေးနွေးမှုမှာအံ့ဩစရာအကောင်းဆုံးတူညီချက်တစ်ခုပါပဲ ဒါကြောင့်အစ္စလမ်ဘာသာရဲ့ရှုမြင်ပုံကိုအချင်းချုပ်ရရင်တေပိသားလူရဲ့ဝိညာဉ်ကတဆေးအဖြစ်6လက်နဲ့ဆိုတဲ့အယူဆကိုလက်မခံဘူးဒါပေမဲ့ဂျင်လိုမျိုးတခြားမျက်မြင်မရတဲ့တတ္တဝါတွေရဲ့တည်ရှိမှုကိုတော့အတိအမြတ်ပြုထားတယ်ပေါ့နော် လုံးဝမှားပါတယ်ခင်ဗျ ကောင်းပြီရှင်ဒါဆိုရင်ဒီအချက်လက်ကြီးအားလုံးကဘာကိုဆိုလိုနေတယ်လဲရှုထောင့်၃ခုလုံးကိုပြန်ကြည့်လိုက်ရင်အံ့ဩစရာကောင်းလောက်အောင်တူညီနေတဲ့အချက်တစ်ခုကိုတွေ့ရတယ်နော် ဟုတ်ကဲ့ အဲ့ဒါကတော့တိပ္ပံပညာမှာတတ်တဲ့အထောက်အထားမရှိသလိုခရစ်ယာန်နဲ့အစ္စလာမ်ဘာသာတွေရဲ့အဓိကဆုံးမတွေကလည်းပေပိသားလူရဲ့ဝိညာဉ်ကတစ္ဆေအဖြစ်လက်လည်နေတဲ့ဆိုတဲ့အယူဆကိုလက်မခံကြဘူးဆိုတာပါပဲ ဒီနေရာကပုံစံတူညီမှုကိုသတိပြုမိဖို့အရေးကြီးပါတယ်ခင်ဗျာတိပ္ပံပညာကထူးဆန်းတဲ့အတွေ့အကြုံတွေကို
စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအကြောင်းတရားတွေနဲ့ရှင်းပြတယ် ဟုတ်ကဲ့ ဒီဘာသာတရားကြီးနှစ်ခုကလည်းအလားတူအတွေ့အကြုံတွေကိုသူတို့ရဲ့ဘာသာရေးအခြေခံဖြစ်တဲ့နတ်ဆိုဒါမှမဟုတ်ဂျင်းဆိုတဲ့ဝိညာဉ်ရေးအကြောင်းတရားတွေနဲ့ရှင်းပြကြတယ် ဆိုလိုလာကအတွေ့အကြုံကိုပေချတာမဟုတ်ဘဲအဲ့ဒီအတွေ့အကြုံရဲ့ရင်းမြစ်ကိုကွဲပြားတဲ့ရှုထောင့်ကနေအတိပ္ပယ်ပြန်ဖွင့်တာဖြစ်တယ်ဒီလိုလားရှင် အတိအကျပါပဲဒါဟာအရန်အရေးကြီးတဲ့အချက်ပါအားလုံးကလူတွေရဲ့အတွေ့အကြုံကိုဘေးချနေတာမဟုတ်ပါဘူးအဲ့ဒီအတွေ့အကြုံရဲ့ရင်းမြစ်ကိုအတိအဖယ်ပြန်ဖွင့်နေကြတာဖြစ်ပါတယ် ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအတူချုပ်ပြန်ကောက်ရရင်တော့သိပ္ပံပညာကတစ်စေရှိကြောင်းတက်တည်ပြဖို့အထောက်အထားတောင်းဆိုနေပြီးအဲ့ဒီအထောက်အထားကိုမတွေ့ရသေးဘူး ဟုတ်ကဲ့ အတိကကြတဲ့အေဗြဟမ်မျိုးနွယ်ဘာသာကြီးတွေမှာလည်းလူတေဝိညာဉ်ကတစ်စေဖြစ်လာတယ်ဆိုတဲ့အယူအားအစားတခြားဝိညာဉ်ရေးရာရှင်းလင်းချက်တွေကိုတင်ပြထားတာတွေ့ရတယ်ပေါ့နော် ဟုတ်ပါတယ်ခင်ဗျနောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့တစ်ခုချန်နာခဲ့ခြင်းပါတယ် ဟုတ်ကဲ့ရှင် ဒီလေ့လာခဲ့တဲ့အချက်လက်တွေအရလေအဓိကမေဟုံးကတစ်စေတကယ်ရှိသလားဆိုတာထက်ကျွန်တော်တို့ဟာထူးခြားတဲ့အတွေ့အကြုံတွေကိုဘလို့အဓိပ္ပာယ်ဖွင့်ဆိုကြတယ်လဲဆိုတာဖြစ်လာပါတယ် အေးမှန်လိုက်တာ တိပ္ပပညာကတဘာဝလောကထဲမှာအဖြေရှာတယ်လို့ဘာသာတရားတွေကတော့မင်းမရတဲ့ဝိညာဉ်ရေးတာလောကထဲမှာအဖြေရှာကြတယ်ရှင်းပြလို့မရတဲ့အရာတွေကိုရှင်းပြခြင်းတဲ့စိတ်ဟာလူသားတွေရဲ့အခြေခံဗီဇာတစ်ခုပါပဲ ဟုတ်ပါတယ် ဒါပေမဲ့ရှင်းပြဖို့အပြုံးပြုတဲ့အတွေ့အခေါ်မူပေါင်းတွေကတော့အလွန်ကွဲပြားခြားနားနေတယ်ဗျာသိပ္ပံနေကြရှုမြင်တယ်ဖြစ်စေဘာသာရေးရှုထောင့်ကကြည့်တယ်ဖြစ်စေဒီလိုအတွေ့အကြုံတွေထဲမှာအဓိပ္ပာယ်ရှာဖွေလို့စိတ်ပြင်းပြနေတာကကျွန်တော်တို့လူသားတွေရဲ့တဘာဝအကြောင်းဘာတွေကိုများထင်ဟပ်ဖော်ပြနေပါသလဲ အဲ့ဒီအသွေးလေးနဲ့ပဲဒီနေ့ဆွေးနွေးမှုကိုအဆုံးသတ်လိုက်ကြအောင်နော်